အားလုံးပဲမင်္ဂလာပါဘာဆန်လာအမှန်နဲ့ကြိုဆိုပါရစေ။ကဲညီကိုတို့ပထမဆုံးအနေနဲ့ကျွန်တော်ညီကိုတို့မိတ်နှုတ်ဆက်ရှင်တာတော့ Sweet December လို့ပဲနှုတ်ဆက်ရှင်တယ်။ဘာလို့လဲဆိုတော့ဒီနေ့ဟာကျွန်တော်တို့ December လ1ရက်ပေါ့နော်။ပြီးရင်လည်းကျွန်တော်တို့ဘာစီလိုနာအသင်းလာလီဂါတိုက်တယ်ရဲ့နံပါတ်1ကိုပြန်ရောက်သွားခဲ့ပြီ။မနေ့ညကျွန်တော် Real Madrid ဟာဂျီရိုနာအသင်းကိုသူတို့ဒီ1-1ဆိုတဲ့တေးရက်လန်ကြခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာ34မှတ်ပေါ့ Real Madrid 33မှတ်ကျွန်တော်တစ်မှတ်အသာနဲ့ဒီ14ပွဲအပြီးမှာ agent နဲ့ design မှာမနိုင်ခင်ပါမယ်ကျွန်တော်တို့အဆင့်1ပြန်ရောက်သွားခဲ့ပြီဆိုတော့ထိုနည်း၎င်းမှကျွန်တော်တို့အတွက်တကယ်ကိုပွဲချက်တဲ့အနေထားတွေလည်းရောက်လာတော့မယ်ပေါ့နော်ရှေ့လာမယ့်ပွဲမှာဆိုရင်ကျွန်တော်တို့ Atletico Madrid ကန်ရမယ်ပြီး Real Betis နဲ့ကန်ရမယ်ပေါ့နော်မချောင်းဘူးပေါ့နော်ဒီအသင်းတွေကလည်းဆိုတော့ညီကိုတို့ကျွန်တော်တို့ဟာအခုဘာလို့နိုင်အခြေအနေလေး injury ကစားသမားတွေရဲ့အခြေအနေလေးတွေကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင်ပြီးရင်လည်း Atletico Madrid မှာဖြစ်လာနိုင်မယ့်လူစင်းလေးတွေလည်းကျွန်တော်တို့ဆွေးနွေးကြည့်ကြရအောင်ပေါ့နော်ဘာစီလိုနာအနေနဲ့14ပွဲကန်ထားတဲ့အနေထားမှာ17ပွဲနိုင်တပွဲတည်2ပွဲရှုံးထားတယ်တီကိုကတော့ကျွန်တော်တို့14ပွဲမှာ9ပွဲနိုင်4ပွဲတည်1ပွဲပဲရှုံးထားတယ်ပြီးတော့ဘာစီလိုနာအနေနဲ့ကျွန်တော်တို့39ဂိုးအထိသွင်းပြီးတော့16ဂိုးအထိခွင့်ပြုပေးရထားတယ်ပေါ့နော်တီကိုကတော့သူက28ဂိုးသွင်းထားတယ်ဒါပေမဲ့လာလီဂါမှာတော့17ဂိုးပဲပေးဂိုးပေးရတယ်ပေါ့နော်ပေးဂိုးအနည်းဆုံးအသင်းဖြစ်တယ်ဆိုတော့သူကဒါကတော့ထူးဆန်းနေမနေပေါ့နော်ဒီစင်မိုနီရဲ့အသင်းဟာဘယ်လောက်ထိကြစ်လက်တယ်ဘယ်လောက်ထိဒီကျွန်တော် strong ဖြစ်တယ်ဆိုတာကျွန်တော်တို့တီးပြီးသားပဲပေါ့နော်ဆိုတော့ကျွန်တော်ဘာစီလိုနာအနေနဲ့ကို injury ကစားသမားတွေလည်းပြန်လာပြီ Rafinha ပြန်လာတယ်ပေါ့နော် Rafinha တို့ပြန်လာတယ်ပထမပွဲထဲမှာဆော့တယ်ဆိုတော့ဟိုနေ့တော့အလာဘက်နဲ့ပွဲမှာလဲ Rafinha ပွဲဥထွက်မှာဆော့လာတဲ့အချိန်နေမှာအရင်ဘာဖြစ်လဲဆိုတော့ Rafinha ကကျွန်တော်တို့ရဲ့ခေါင်းဆောင်ပဲသူပဲ captain ဖြစ်တင်တယ်လို့ထင်တယ်ဘာလို့ဆိုတော့သူကကွန်မန်လည်းပေးနိုင်တယ်ပြီးရင်လည်းမိုတီတွေလည်းပေးနိုင်တယ်ပေါ့နော်ကစားသမားတွေကိုဆိုတော့ပွဲပြီးတော့လည်းဒီနီးပြဟန်စီဖီလက်ဗာပြောလဲဆိုတော့ Rafinha ဒါကျွန်တော်တို့ပေါ့နော်ဒီ press လုပ်ပြီးဆိုရင် pressing ပေးပြီးဆိုရင်ကျန်တဲ့ကစားသမားတွေလိုက်ပေးပြီးဆိုတော့အဲ့ဒါပဲအဓိကနော် Rafinha တို့ကစားသမားမျိုးလိုအပ်နေခဲ့တာကျွန်တော်တို့ပေါ့နော် Pedri လည်းဒုတိယပိုင်းမှာကျွန်တော်တို့ဝင်ကစားစီခဲ့တယ်အလားပဲနဲ့ပွဲမှာညီကိုတို့မြင်တဲ့အတိုင်းပါပဲ Pedri ဆိုရင်ဘယ်လောက်ထိပွဲကိုထိန်းချုပ်သွားခဲ့လဲသူမတိုင်ခင်ကွင်းလည်းဘာနဲ့မက်ကဆာတို့အနေနဲ့ဘယ်လောက်ထိဒီအတိုင်းအတာတစ်ခုတွေရုန်းကန်ခဲ့ရတဲ့လူငယ်လေးနှစ်ယောက်ဟာမနစ်တုံကမက်ကဆာတိုရဲ့ခြေစွမ်းကိုခုနှစ်မှာမက်ကဆာတိုနဲ့မရသေးဘူးဆိုတော့ဒါလည်း Frankie De Jong ကြောင်းလဲပါတာပေါ့နော်သူရဲ့ဒီလောင်ရိပ်အောက်မှာရောက်နေတဲ့အတွက်ကြောင့်လဲပါတယ် Frankie De Jong ရှိပြီဆို Frankie De Jong နဲ့ Pedri ကတော့ main ဆိုတော့လေမက်ကဆာတိုတို့ဘာနယ်တို့တော့ကျွန်တော် rotation လုပ်ပြီးတော့သုံးစေချင်တယ်တချို့ပွဲတွေမှာဆိုတော့အလာဘက်နဲ့ပွဲမှာတုံးသွားတဲ့အနေအထားမှာဆိုကျွန်တော်တို့နောက်ခံပေါ့နော်အဓိကပြောချင်တာကတော့ဂျာရက်မာတင်ဆိုတော့ဂျာရက်မာတင်နဲ့အခုဘာစီနဲ့ပို့ပြီးတော့ဒီဗက်စတိုင်းဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ဒီသူတို့လူငယ်အချင်းချင်းလဲပေါ့နော်ပို့ပြီးတော့နားလည်မှုရှိတယ်လို့ခံစားရတယ်ပေါ့နော်ဒီအဓိကကတော့ဗျာဒီ strong မဖြစ်ဘူးဂျာရက်မာတင်ဒီအရူဟိုရိုလောက် strong မဖြစ်ဘူးအရစ်ဂါစီယာလောက်ရိုင်း strong မဖြစ်ဘူးလို့ပြောလို့ရတယ်ပေါ့နော်အသူတို့ကြုံရတော့၎င်းပေါ့နော်ဒါပေမဲ့ဂျာရက်မာတင်အနေနဲ့ SCB နေရာမှာသူ့ရဲ့ဘယ်ရှိတော့ဘယ်လောက်ထိအသုံးဝင်နေဆိုတာအဲ့ဒီတော့ဆိုကျွန်တော် final တက်ဆောင်ဆို16ချိန်ထိသူပို့ခဲ့တယ်ဆိုတော့ pre-sit ကလည်းနှလုံးလုံးသွားခဲ့တယ်ပေါ့နော်ဒီ Rafinha assistant လုပ်ပေးတဲ့အလုံးဆိုရင်လည်းဒီသူပဲမှတ်တင်ပေးလိုက်တာတကယ်ဗျာ SCB နေရာမှာဆိုရင်ကျွန်တော်တို့မနစ်တော့Indigo Martin နဲ့ကြာသွားခဲ့တဲ့ရှေ့စွမ်းအဲ့လိုမျိုးပြန်ပြီးတော့တတိယစီခဲ့တယ်ပေါ့နော်ဒီ SCB မှာဆော့ပြီးတော့ညာတန်ခြေထောက်တွေအနေနဲ့ညာတန်ကစားသမားတွေမလုံနိုင်တဲ့အရာတွေကိုဒီဘယ်တန်တွေပဲလုံနိုင်တယ်ပေါ့နော်အဲ့နေရာမှာဆိုရင်ဒီဖြတ်တင်ဘောတွေတို့ဒီမင်းတော့ကျွန်တော်တို့တီကိုနဲ့ပွဲမှာဆိုလဲညီကိုတို့သိတဲ့အတိုင်းပဲဒီကျွန်တော်2စီးနဲ့ချုံနေတဲ့အနေထားထင်ပါတယ်ဟုတ်တယ်ဒီကျွန်တော်တို့ပေါ့နော်ဒီကနေအင်ဒီကိုမာတင်ကနေပြီးတော့လီဝင်တော်စီကိုဓာတ်ရိုက်ပေးပို့လိုက်တယ်ပေါ့နော်အဲကိုကအပြောင်းလဲဖြစ်သွားခဲ့တယ်ပေါ့အဲ့လိုမျိုးအနေထားတွေဒီနေ့ဂျာရမာတင်ဟာသူ့နေရာအဲ့ဒီ SCB နေရာမှာပို့ပြီးတော့သူ့အတွက် flexible လည်းပို့ဖြစ်တယ်ပို့ပြီးတော့တက်ဖြစ်နေတယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ဒီ LB မှာတော့ကျွန်တော်တို့ Alejandro Balde ပေါ့နော်ကျွန်တော် Alejandro Balde ဒီမကောင်းတဲ့ကစားသမားမဟုတ်ဘူးဒါပေမဲ့ Alejandro Balde လည်းတိုးတက်တင်းတဲ့လောက်ကျွန်တော်တို့မျှော်မှန်းတဲ့လောက်ကြီးအရင်ကြီးမရောက်တဲ့ကစားသမားတယောက်အနေနဲ့ကျွန်တော်အနေနဲ့ယခုအချိန်ထိမြင်မိတယ်ပေါ့နော်ဆိုတော့သူ့ကိုအများကြီးဒီထက်ပိုပြီးတော့ကောင်းစေချင်သေးတယ်တူလည်းတိုးတက်နိုင်သေးတယ်ဒါပေမဲ့သူလည်းဒိုင်ယာရီနဲ့ရုန်းကန်နေရတာလည်းတကြောင်ပေါ့နော်ဆိုတော့ထားပါတော့ဂျာရက်မာတင်အကြောင်းလေးပြောအောင်ဂျာရက်မာတင်ဟာတကယ်ကိုဗျာသူ့ရဲ့ဒီ vertical pass တွေနောက်ပြီးရင်လည်းဒီ long pass တွေပေးတဲ့ဟာရေးတဲ့တကယ်ကိုကြောက်ခမန်းလေးလေးပဲinternet ဘက်မှာလည်းသူ့ရဲ့ cross တွေအကြောင်းကျွန်တော်တို့ဂိုးတွေပြန်ရရှိခဲ့တယ်ပေါ့နော်ဆိုတော့သူဟာဒီ pass တွေပေးတဲ့နေရာမှာတော့တီးကြတယ်နောက်ပြီးရင်လည်းကြောက်ဖို့ကောင်းတယ်ပေါ့နော်သူရှေ့တောက်ကဆိုတော့သူ့ရဲ့အရေးအမောင်းနဲ့ရောနောက်ပြီးနောက်လာမယ့်တစ်နှစ်လောက်ဆိုရင်တော့ဘာဖြစ်ဖြစ်တော့ဂျာရက်မာတင်အနေနဲ့ SCB နေရာမှာအပိုင်စားလာနိုင်တယ်ဒါမှမဟုတ်ရှင်လဲကျွန်တော်တို့ second choice အနေနဲ့လည်းဖြစ်နိုင်တယ်ဒါသူ့ရဲ့ခြေစွမ်းမှမူတည်ပြီးတော့ဘာစီလိုနာမှာတော့ဒီထက်တောင်းဆိုမှုကြီးမားတဲ့အသင်းကြီးဖြစ်တဲ့အတွက်ကြောင့်ဒီလောက်နဲ့တော့မရသေးဘူးပေါ့နော်ဒါပေမဲ့သူ့ကိုပွဲတွေနဲတဲ့အချိန်တွေပေါ့အခုကျွန်တော်တို့ပေါ့နော်ပွဲနဲနဲ့ရှောင်းတဲ့အချိန်တွေမှာဆိုရင် SCB မှာ3ကို3တင်တယ်ပို့ပြီးတော့ယုံကြည်မှုလည်းပိုရှိလာအောင်လို့ပေါ့နော်ဆိုတော့
SCB ကလည်းကျွန်တော်တို့ကလည်းဇီဝက်မှာရှားမယ်ဒီဇန်နဝါရီဇီဝက်မှာလည်းကျွန်တော်တို့ရှားမယ်အနေထားဖြစ်တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ပေါ့နော် second choice အနေနဲ့လည်းထားလက်သင့်တယ်ပေါ့နော်ဒါပေမဲ့သူ့ရှေ့ဆုံးကဒီထက်ပိုတိုးတက်လာရင်တော့ကျွန်တော်တို့ first choice ဖြစ်လာမယ်ပေါ့နော်ကျွန်တော်တို့ကဘာစီလိုနာမှာတော့အခု Fermin Lopez တယောက်ပဲ injury ဖြစ်တော့တယ်ပေါ့နော် Fermin Lopez တယောက်ပဲဒါမှမဟုတ်ဒီနောက်ပိုင်းပေါ့နော်ဂါဗီယာတော့ကာလာရှေဆိုတော့ရော်နာရာဟိုကသူအဆိုင်ပြဿနာရှိတယ်တဲ့ပေါ့နော်ဒီ Frankie De Jong လည်းဒီနေ့ပြန်လဲပါဝင်လာမှာဖြစ်တယ်ဟိုနေ့တော့ personal case ကြောင့်သူဟာမပါဝင်နိုင်ဘူးပေါ့နော်ဘာစီလိုနာကအခု attacking midfield မှာဆိုဒန်နီအိုမိုဟိုနေ့တော့နှစ်ကိုးသွင်းသွားတဲ့အတွက်ကြောင့်သူလည်းပို့ပြီးတော့ယုံကြည်မှုရှိလာမယ်လို့ယူဆတယ်ဆိုတော့ဘာစီလိုနာအနေနဲ့အသင်းအနေနဲ့တွေ့တိုင်းရုန်းကန်နေရတယ်ချုံပွဲတွေတွေ့နေရတယ်ပေါ့နော်PSG Real Madrid ကို Chelsea ပေါ့နော်ခြေစွမ်းပြက်တသားနီးပါးကိုကျွန်တော်တို့ရှုံးနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီကြောင့်လဲ Hansi Flick အနေနဲ့လည်းသူ့အတင်းကိုစိတ်ပြက်နေတယ်လို့ထင်ပါတယ်အသင်းငယ်တွေနဲ့မှတော့ကျွန်တော်တို့ကြမ်းပြပြီးတော့အသင်းကြီးနဲ့တွေ့ရင်ရှုံးနေတဲ့အနေထားကြီးကတော့မဖြစ်သင့်သေးဘူးပေါ့နော်အခုနှစ်မှာဆိုတော့ဒါလည်းလူမစုံတာတွေ Hansi Flick ရဲ့ system မှာဆိုရင်အဓိကကစားသမားတွေကဘယ်သူတွေလဲဆိုတော့Rafinha ရှိမယ် Fermin Lopez ရှိမယ်လမရမယ်တော့ထားပါတော့เนาะသူကတော့ပြီးရင်Pedri ရှိမယ်ပေါ့ကျွန်တော်အနေနဲ့ကတော့ဒီ၃ယောက်ကတော့အဓိကပဲမြင်မိတယ်ပေါ့เนาะသူ့ရဲ့ system မှာအရင် Frankie De Jong မရှိဘူးဆိုရင်တော့မှကျွန်တော်တို့အနေနဲ့Pedri နဲ့Casado နဲ့တွဲလို့ရတယ် sorry လမရမယ်မရှိတဲ့ကာလာပေါ့เนาะအဲ့ဒီအချိန်မှာတော့ဘာစီလိုနာတပွဲမှမရှုံးခဲ့ဘူးဆိုတော့နိုင်ပွဲတွေယူနိုင်ခဲ့တယ်ဆိုတော့အလာဘက်စ်နဲ့ပွဲမှာလည်းလမိုင်းရမယ်လူဝင်ဒေါ့စကီရာဖင်ညာဒီ၃ယောက်အတွဲမိနစ်တွန်ကြမ်းပြခဲ့တယ်ဥရောပအထိတက်ကြမ်းပြခဲ့တယ်ဒီ၃ယောက်ရဲ့တိုက်စစ်အတွဲဟာအလာဘက်နဲ့ပွဲမှာပြန်ပြီးတော့လူဆုံခဲ့တယ်ဆိုတော့အခုအက်တလက်တီကိုမက်ဒရစ်နဲ့ပွဲမှာလည်းဒီ၃ယောက်ပြန်လာမယ်လို့ယူဆရပေါ့နော်ဆိုတော့ကစားသမားအခင်းချင်းလေးကတော့ကျွန်တော်တို့အနေနဲ့ကိုသမားရိုရန်ဂါစီယာပေါ့နော်အာဘီနီယာမှာတော့ဒီနေ့မှာတော့ဟူလက်စ်ကွန်တွေပြန်လဲပေါင်းလာမှာဖြစ်တယ်ကူဘာစီနဲ့အရက်ဂါစီယာကိုတွဲစေပြီးတော့အလက်ဟန်ဒိုဘယ်ဒီပေါ့နော်ကျွန်တော်မာတင်ကတော့မသုံးတော့သေးဘူးဘာဖြစ်လို့လဲဆိုတော့ခုနပြောဆိုလိုပဲသူဟာကိုနေ့တော့တော်တော်ကောင်းခဲ့ပါတယ်ပေါ့နော်ဒီလိုမျိုး heavyweight အသင်းအနေနဲ့ကြာတော့ဂျာရက်မာတင်ကိုကြောက်နေတယ်တော့အရေးဆုံးပြီးသုံးမယ်လို့မထင်သေးဘူးပေါ့နော်ပို့ပြီးတော့ experience ရှိတဲ့အရက်ဂါစီယာပဲသုံးလာမယ်လို့ယူဆမိတယ်ပေါ့နော်Frankie De Jongနဲ့ Pedri ရဲ့အတွက်ပြန်လဲပေါင်းလာမယ်ဒီနေ့မှာကွင်းလည်မှာပေါ့နော်attacking midfield မှာဒန်နီအိုမိုright winger မှာလမန်းရမယ်နဲ့ left winger မှာ Rafinha နဲ့ကျွန်တော်တို့တိုက်စစ်ကို Lewandowski ပဲဦးဆောင်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့Atletico Madrid ကပေါ်သေးအသင်းမဟုတ်ဘူးအခုနှစ်မှာသူ့အနေနဲ့အခုအဆင့်၄ပေါ့နော်စင်းလမှာပေကိုစတုတ်ကိုပြီးရင်လည်း Arsenal 4-0နဲ့ရှုံးပြီးတဲ့နောက်ပိုင်း9ပွဲဇက်တိုက်ဒီ Champions League ရောပေါ့နော်လုံးရှုံးပွဲမရှိသေးဘူး Atletico Madrid အရင်ဖောင်ကောင်းနေတယ်ပေါ့နော်ဆိုတော့ Julian Alvarez တို့ဒီ Nico Gonzalez ကိုကီတို့ပေါ့နော်ဒီကွင်းလမှာဆိုဟိုက Molina တို့ဒီကစားသမားတွေကအရင်ကိုလောက်အောင်နှုံးကောင်းတယ် industry မြင့်တယ်သူတို့ Real Madrid နဲ့ဘယ်မှာဘယ်လိုဆော့သွားတာလဲဆိုတာကြောက်ခမန်းလေးပါပဲဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့က view စိုက်ဖို့လိုတယ်ကစားသမားတွေအနေနဲ့အနိုင်ကိုတွေတွင်းထားနိုင်သည့်တိုင်အောင်မိနစ်80နောက်ပိုင်းမှာရော့တီရော်ရဲ့ပထမပွဲတွေကလို့လုံးလို့မရတော့ဘူးပေါ့နော်ဒီကိုနဲ့ပွဲမှာဘာလို့ဆိုတော့ဒီကိုနိုင်လိုက်ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့အမှတ်လက်ဖြတ်သွားနိုင်မယ်။ကိုယာယီအနေနဲ့ပေါ့နော်Real Madrid ကို၄မှတ်အထိဖြတ်သွားနိုင်လိမ့်မယ်။ပြီးရင်လည်းကစားသမားရဲ့အစိတ်တက်ကလည်းပို့ပြီးတော့မြင့်တင်လာမယ်။ Hansi Flick နဲ့လည်းပို့ပြီးတော့သူ့အသင်းယုံကြည်မှုရှိလာမယ်။ Fermin Lopez တယောက်ပဲမပါဝင်နိုင်ဘူးပေါ့နော်။ Fermin Lopez ကလည်းဘယ်လောက်အရေးပါလဲဆိုတာလည်းကျွန်တော်တို့ရဲ့အတီးဖြစ်တယ်။ Daniel Mo လည်းဟိုနေ့တော့2ကိုသွင်းလိုက်တာကတော့ကျွန်တော်တို့အတွက်ဒီ positive အပေါင်းလက္ခဏာဆောင်ခဲ့တယ်ပေါ့နော်။ဆိုတော့အဲ့ဒီအတွက်ကြောင့်တီကိုနဲ့ပွဲကစောင့်ကြည့်ခြင်းစရာပဲပြန်ပြီးတော့ယုံကြည်မှုတွေရယူဖို့အတွက်ယုံကြည်မှုတွေပြန်ပြီးတော့ယူနိုင်ဖို့အတွက်ဒီလိုပွဲမျိုးကိုအနိုင်ကစားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့အသင်းကြီးတွေနဲ့တွေ့တိုင်းကျွန်တော်တို့ကအရှုံးပေးနေရတဲ့အတွက်ကြောင့်ပေါ့နော်။ရှုံးနေတဲ့အတွက်ကြောင့်ကစားသမားတွေကလည်းပို့ပြီးတော့ industry မြင့်နဲ့ဒီလို industry ကျမ်းပါတယ်ဆိုတဲ့အသင်းတွေနဲ့တွေ့တကယ်ဟို fighter အသင်းတွေနဲ့ကိုနိုင်ခဲ့ရင်တော့ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ယုံကြည်မှုရှိတာပါဗျာ။တီကိုဆိုတာကတော့လာလီဂါမှာတကယ် fighter အသင်းမဲ့လေပေါ့နော်ပုံနဲ့ပြောင်းဆိုလူလက်ပိုင်းနဲ့အတွေ့အကြုံရှိတဲ့ကစားသမားရင်းကျက်တဲ့ကစားသမားတွေနဲ့ပေါင်းဆက်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါအတွက်ကြောင့်သူတို့ရဲ့ဒီဝင်ဝင် momentum တွေသူတို့ရဲ့ဒီ industry တွေကိုရှင်းဖိုက်နိုင်မယ်ခန့်အောင်ကြီးမှာလည်းကျွန်တော်တို့ပေါ့နော်ဆိုရင်ကန့်အောင်ကြီးမှာလည်းနှစ်ပွဲကစားနှစ်ပွဲစလုံးနိုင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့အနိုင်ရဖို့လိုတယ်ပို့ပြီးတော့လည်းယုံကြည်မှုတွေမြင့်သွားမယ်ပေါ့နော်တော့ညီကိုရဲ့အမြင်လေးတွေကိုမန့်မှာဝင်ရောက်ဆွေးနွေးကြပါအောင်ဘာဆိုလို့နာကစားသမားတွေလူစုံတက်ဆုံပြန်လာတဲ့ဒီဇင်ဘာလမှာကျွန်တော်တို့အနေနဲ့ပုံစံကောင်းတွေရနိုင်မလားဒီပွဲနိုင်ရင်တော့ကျွန်တော်တို့အနေနဲ့ဥဆောင်ထားနိုင်မယ်ပေါ့နော်ဆက်ပြီးတော့လာလီကောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ YouTube channel လေးကိုလည်း subscribe လုပ်လို့ကြပါဦး